ညာမနဲ့ဘူးငါလည်းအနာတော့ သမီးကိုပြေးခိုင်းတာနော်အကျော်တင်းနေတော့အလှပြေးမှုကပြေးခိုင်းတာတော့နောက်ပြီးတော့ဟိုကိုကြီးရဲ့သမီးပြောနေတာလေဒီလားနည်းနည်းလေးနဲ့တက်တက်ညံ့ညံ့လုပ်ပါဟိုတဲ့ယောက်ျားကိုတက်ရတဲ့ခါတော့မှအလှပြေးပြီးမှတက်ရမှာမတက်ညာကြီးတာဆိုရက်ဆက်တယ်နော် လေထွက်ပြေးလာ တက်လုံးထွက်ပြေးလာပြီးတက်ရမှာလေအဲ့တော့ဒီအလှပြေးနေတဲ့မျက်နှာလေးပဲတက်ရတော့မှာလေ ဟုတ်တယ်ဒါပေမဲ့ဘာပဲနေစတင်ခါဒီနေ့မရဘူးဟာနေအဲ့ဟာကိုမှတ်ထားခုလိန်ထားဟာ ဟုတ်ဘူးလေတခါလေးရရမှာပေါ့ ဘယ်လိုလုပ်ရမှာတော့စတင်ခါ ခဏ တိုင်းလိမ့်ထားတဲ့ဟာ ဘာမပြောနဲ့ဟဲ့အောင် ဟုတ်ဘူးလေကိုကြီးကတကယ်လုံးအောင်နဲ့တိုင်းရောရရင်ဒီအောင်မှတ်ထားတော့နောက်နေ့အဲ့မိုင်းကအဲ့မိုင်းမရှိဘူးဘယ်လိုလုပ်လဲ မိုင်းတော့ရှိအောင်မနေနေတိုင်း သမီးမလိမ့်တတ်ဘူးလို့ မပြော သမီးမိတ်ကမလိမ့်တာဇလိန်ကတခါလေးရိုက်လိုက်တော့လေ ဒီဟာကစတင်ခါဆက်အဲ့ဒါရောင်းစားတဲ့ဟာ သမီးမိတ်ကမလိမ့်တတ်ဘူးနော်ကြိုပြောတာတယ်တကယ်ပြောတာ ဒီမိတ်ကလည်းပဲ ဟာဟုတ်တယ် အားကြောင့်လို့တခါလေးပြီးရိုက်လိုက်တော့လေ ရရဲ့အမလေးလို့ရတော့အမလေး မရှိနဲ့ကိုကြီး မရောက်ဝိုင်းတိုင် အမေရဆိုရင်အမေဟွာလောက်ရမှာ တမ်းရတာမလို့သူတို့ ဟဲ့ခါသားတက်ပါတော့ ဒီကတေးပါလေ တနာပါတယ်သမီးယောက်ျားကိုသေခိုင်းတာ ထွက်လာတာစီးတော့ရေပလင်းပါမလား ဟာ ကောင်းဝေလိုက် အဘာမျိုးအဲ့ကိစ္စဝယ်လိုက်မယ် ဝယ်လိုက်မယ်ဘောစီမဝယ်လိုက်မယ် နေဝ ဝယ်ရင်ပြီးတော့ ရပါလေဝေးပေးပါ အလုပ်ပါနဲ့သမီးယောက်ျားလေးကိုဒီကလေးတတ်လိုက်တာကောင်းတယ် သူကဟောင်းကြလာတယ်မကမင်းသားတွေ ဒီကလုံးမယ်တော့ အဲ့တော့ ဘယ်ရှင်နဲ့လို့ရှင်နေရလဲမသိဟုတ်ပြီညီနေတယ်တော့အတောက်ပိုက် ဒီနေ့နေလိုက်တော့ ခါလေးကနေစားလို့ ဘောစီမရဲ့ဘောစီကိုထဲကောင်း ဟုတ်ပြီ ဒီလာဟိုတုတ်တယ်မှာ ဒီတော့ တုတ်တယ်မှာဖိုင်မလေးဒီဒီကြတယ်တော့ဒီနေ့လည်းလင်းများကန်ထက်ဒီဆိုတာအဲ့ ဒီများဆန်းထည့်တယ်ဒီလေ ဒီနေ့ကတော့ဘယ်လိုထက်အတင်းလက်တော့ပေါ့ပြီးလို့ပြောဒီနေ့ကလည်းခေါ်လာအောင်အမလေးတော့ဓာကြီးတာ အော်ဒီသူ အဲ ကျွန်တော်ပြောတာဒီလိုမျိုးကအ တင်းတော့တဲ့ချိန်ကခေါ်ကြတယ် ဟိုအပြင်အဲ့ကောင်မလေးမှခေါ်လာတယ်မှန်းကနေ ဟုတ်အေးမသိဘူးဟမ်ဘယ်อ่ะဟမ် ဟာခဏလေး တဲ့ရိုက်ချလိုက်တာဟာလား မိတယ်တိုင်းလို့တေးတော့အတင်းတော့တဲ့ဟာလို့ သူမျိုးတော့မကောစနာထည့်ရမှာလေနေနေလေ သမီးလားညနေမိတ်တာလေမင်းညဆိုရင်ညဆိုရင် မင်းနဲ့ပေါ့ ညမမိုင်းကြလေအဲ့ဒါပဲချက်တော့ ဟိုလျှောက်ဒီလျှောက်လေး ဒီ ဘာ မှာ လို့ ဒီကောင်မတည်တယ်ဆိုတာ အရန်တွေး ပုံ တော့ ကြည့် ပမာဆက်ရှိတယ်ဆိုမိတယ်တော့ဒီမှာဒါဒါလီ အပြင်တော့တယ်အဲ့တန်လာထည့်တယ်တိုက်တယ်အဲ့ကောင်တော့ကအရင်က လောက်မယ် လော စား လောလော လောက်ပါတိတ်ကနေစား အမေပါထက်ကတော့မပြောတာ နည်းနည်းပြောနေတယ်လောက်လိုက်တော့ဘာလို့လဲဆိုတော့ဒါစတင်ခန်းဆိုပြီးအဲ့ဒါပါယောဂီ ယောဂီလားဟဲ့နောက်ဆုံးက အဲ ဒုက္ခိတတာမှာ တမမဟုတ် တတ်မှာသမီးတတ်မှာ အေး तू ကဝေးပြလာပါ